Hello 皆さんတိုင်းနိကသင်ခန်းစာနေ့ရဲ့ပတ်ဝန်းလေးတွေကြက်ပြီးသွားပြီဆိုရင်ခိုးတိုးပါရေပေါ့နော်ကြက်ပြီးသွားပြီဆိုရင်လို့ပဲယုံကြည်လိုက်ပြီနော်ကြက်လိုက်ပြီလို့ပဲယုံကြည်လိုက်ပြီကြက်ပြီးသွားပြီလို့ထင်ပါတယ်နော်ဆိုတဲ့အခါကျတော့ဒီတိုင်းနိကရဲ့ခိုးတိုးပါဝါရစကားလုံးပတ်2ကိုဆက်ပြီးတော့ကြက်ကြရအောင်နော်ကွန်ပျူတာဆိုတာကွန်ပျူတာပေါ့နော်ကွန်ပျူတာခရုမစကုエイスチョコレートコーヒーお土産英語日本語何々語အဲ့တော့မြန်မာဘာသာစကားဆိုရင်မြန်မာကောပေါ့နော်နန်ဆိုအနိုどうぞどうもありがとうございますそうですか違いますこれからお世話になりますこちらこそどうぞよろしくお願いし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 ますはい皆さんဒါတော့ဒိုင်းနီကာသင်ခန်းစာနေ့ရဲ့ခိုးတိုးပါဝါဟာရစကားလုံးလေးတွေရဲ့ပတ်2ပေါ့နော်ကျဲရမယ့်အပိုင်း1ပေါ့နော်ဒါဆိုလို့ရှိရင်တော့ပတ်1ရောပတ်2ရောပြီးရင်တော့ဒါဆိုရင်စလုံးပေါင်းအပိုင်းကပြီးပြီပေါ့နော်ဆိုတဲ့အခါကျတော့ဒိုင်းနိကရောက်လဲကွာဒိုင်းဣကစလုံးပေါင်းတွေကပြန်ပြီးတော့ကြက်ပြရမှာပေါ့နော်နိကရောက်တယ်ဆိုရင်1 2 1ရော2ရောကိုပြန်ပြီးတော့ဂျင်းညက်နေအောင်လောက်မှာ3ရောက်ပြီဆိုလဲ1 2 3ဟုတ်ပြီနော်မထားခဲ့ရအောင်ပေါ့နော်သူကထားခဲ့လို့မရအောင်နော်ထားခဲ့တယ်ဆိုကိုယ့်ဘဝတွေကနေထွက်သွားလိမ့်မယ်ဘယ်တော့မှပြန်လာတော့မှာမဟုတ်ဆိုတော့သူရအောင်ဆွဲခေါ်မယ်2ရောက်ပြီဆို1ကိုရအောင်ဆွဲခေါ်မယ်3ရောက်ပြီဆိုလဲ1နဲ့2ကိုရအောင်ဆွဲခေါ်ရမယ်ပေါ့နော်ဟိုင်မနာဆန်အားလုံးပဲအဆင်ပြေကြပါစေကျန်းမာကြပါစေမတတ်နဲ့